ဘာဦးချာခန်းကြီးခုနှစ်ခန်းငယ်တင်မှာ24တိုင်းထို့နောက်ထောရဖျားခင်ဒီနိုအေကိုတဖန်မိန်တော်မူဒီကဤကာလအမျိုးတွင်တင်ဒီငါရှိနှင့်ဖြောင့်မတ်ကြောင်းကိုငါတည်မြင်သည်ဖြစ်၍ဒီအိမ်သူအိမ်သားပေါင်းတို့နှင့်တကွတင်ပေါ်ထေသူဝင်ကြလော့မြေကြီးပေါ်မှာတိရစ္ဆာန်အမျိုးမပြတ်ຫນွေစေခြင်းကစင်ကြယ်သောသားမျိုးတစ်မျိုးမျိုးတွင်အထီးအမမဆုံစီမစင်ကြယ်သောသားမျိုးတစ်မျိုးမျိုးတွင်လည်းအထီးအမမဆုံစီမိုးကောင်းကင်ရဲ့တစ်မျိုးမျိုးတွင်လည်းအထီးအမမဆုံစီအတီးတီးတို့ကိုတင်ယူရပြီအကြောင်းမူကားယနေ့မှစ၍ခုနှစ်ရက်စေ့လျင်အရက်40ပတ်လုံးမြေကြီးပေါ်တို့မိုးရွာစေမည်ငါဖန်ဆင်းသောတတဝအပေါင်းတို့ကိုမြေကြီးမျက်နှာပေါ်မှငါပေရှင်းမည်ဟုခြောက်ရဖျားမာထားတော်မူ၏မာထားတော်မူသည့်အတိုင်းလည်းနိုးအေးပြုလေ၏မြေကြီးကိုရေလွှမ်းမှုသောအခါနိုးအေးသည်အသက်600ရှိသည်ရေလွှမ်းမှုခြင်းဘေးကြောင့်နိုးအေးသည်မိမိသားများချွေးမများနှင့်တကွတင်မောထေတို့ဝင်၍ဘုရားသခင်မာထားတော်မူသည့်အတိုင်းစင်ကြယ်သောသားမစင်ကြယ်သောသားငှက်များနှင့်မြေပေါ်မှတွတ်တွတ်သောတိရစ္ဆာန်များထဲကအထီးအမဆိုတို့သည်နိုးအေးနှင့်တင်မောထေတို့ဝင်ကြ၏ခုနှစ်ရက်စီသောအခါလွန်မှုအတော်ရည်သည်မြေပေါ်၌ကြာလာ၏နိုးအေးအသက်600စီရောနှင့်ဒုတိယလ19ရက်နေ့တွင်ကြီးစွာသောနှင်းနေရာရေပေါက်တွင်တို့၏အစီအတာရှိသည်များကိုပေရှင်း၍မိုးကောင်းကင်ပြူဝများကိုခွင့်တစ်ပြေအရက်40ပတ်လုံးမြေကြီးပေါ်မှမိုးရွာလို၏ထိုနေ့ရက်တွင်နိုးအေးနှင့်မိမိနေရာမှစ၍ခြေမအာမရာဖက်တီးဟူသောနိုးအေးသား3ယောက်ချွေးမ3ယောက်တို့သည်တင်မောထဲသို့ဝင်ကြ၏တာရင်မျိုးမြေပေါ်မှာတောတတော်တိရစ္ဆာန်မျိုးပြန်တတ်တော်ကြက်ငှက်မျိုးအသက်ရှင်သောတိရစ္ဆာန်မျိုးပေါင်းတို့ထဲကအထီးအမဆုံတို့သည်နိုးအေးနှင့်အတူတင်မောထဲသို့ဝင်ကြလေ၏ထို့နောက်နိုးအေးကိုဘုရားသခင်မဟာတော်မူသည့်အတိုင်းဝင်တော်တိရစ္ဆာန်တို့သည်ခတ်သိမ်းသောတိရစ္ဆာန်တို့ထဲကအထီးအမဆုံရက်ဝင်ကြ၏ထာဝရဘုရားသည်လည်းနိုးအေးကိုအထဲမှပိတ်ထားတော်မူ၏ရေလွှမ်းမိုးခြင်းသည်အရက်40ပတ်လုံးမြေကြီးပေါ်မှာအစဉ်တိုင်းတိုးတက်၍တင်းဘောကိုမြေမှခွာလျက်ဆောင်ယူ၏တဖန်ရေကြီးအားကြီး၍မြေကြီးပေါ်မှာအလုံးတိုးတက်သဖြင့်တင်းဘောသည်ရေမျက်နှာပေါ်၌ညောလျက်နေ၏နောက်တဖန်ရေသည်မြေကြီးပေါ်မှာအလုံးအားကြီးသဖြင့်မိုးကောင်းကင်အောင်၌ရှိသည်များသောတောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏ရေမြုပ်သောတောင်တို့ထက်၌လွမ်းသက်သောရေသည်15တောင်ရှိသည်မြေပေါ်မှာလှရှားတတ်သောတိရစ္ဆာန်မျိုးဤဟူသောငှက်တာရင်မြေပေါ်မှာတွတ်တတ်သောတိရစ္ဆာန်အပေါင်းတို့နှင့်လူအပေါင်းတို့သည်တည်ကြကုန်၏အသက်ရှူလျက်ဘုံပေါ်မှာရှိလေသည်များတို့သည်တည်ကြကုန်၏မြေမျက်နှာပေါ်၌ရှိသောလူဖြစ်စေသားဖြစ်စေတွတ်တတ်သောအရာဖြစ်စေဘုံကောင်းကင်ငယ်ဖြစ်စေအသက်ရှင်သောအရာရှိသည်များတို့ကိုမြေကြီးပေါ်ကပေရှင်းတော်မူ၍ပျက်စီးွယ်ပြောက်ခြင်းတို့ရောက်ကြကုန်၏နိုးအေးမှစ၍နိုးအေးနှင့်အတူသင်္ဘောထဲ၌ရှိသောသူတို့သာကြံကျွင်းလေ၏ရေဒီလည်းမြေကြီးပေါ်မှာရက်ပေါင်း150ပတ်လုံးအားကြီးစွာတည်လေ၏အာမင်